အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လင်းနေပါဒီနေ့တကယ်ချင်းများအားလုံးကို Harry Resonator Medley လေးနဲ့ကျွန်တော်ကအပေါ်ရွှေကြီးဆိုတဲ့သင်းလေးကိုတကယ်ချင်းတွေကိုကိုယ်တိုင်စုပ်တီးလေးလုပ်ပြီးတော့ live ပြောပြမှာဖြစ်ပါတယ်နားဆင်ပေးပါခင်ဗျာမုံရွှေထုံဝေစီရကုန်ပွေမဟီမုံရွှေကြီးခိုင်မာလာနေစီချိုင်းငါလာပေးချီညရင်မာတွင်ထုံဝေစီစိတ်နှံငါမွေရင်သည်ဝင်းဖန်ဖန်တွေ့ခြင်းသည်ရှင်းတန်တန်ပန်ဝေမုံရွှေကြီးမုံရွှေကြီးခိုင်မာလာနေစီချိုင်းငါလာသေးချီမြိုင်ရီမာတွင်ထိုဝေစီစိတ်နှံငါမွေရင်သည်ဝင်းပန်းပန်းတွေ့ခြင်းသည်ရှင်းတန်တန်ပန်းဝေမုံရွှေကြီးမုံရွှေကြီးဥပွင့်ငုံစီရွှေရွှေနေစီကျူချင်းလူတွေများလာပေသည်ချစ်သူတွေဝိုင်းငါပတ်လေမောင်ရေမုံရွှေကြီးဥပွင့်ငုံစီရွှေရွှေနေစီကျူချင်းလူတွေများလာပေသည်ချစ်သူတွေဝိုင်းငါပတ်လေမောင်ရေမုံရွှေကြီးဝင်လွာတွေတကယ်မညှိုးနှွမ်းစရာထိမ့်သိမ့်ခဲ့တာပန်းလာမုံရွှေကြီးမုံရွှေကြီးပန်းအလားကိုနမ်းမွားတော့သည်မြင်မြင်သူအသေးနေအောင်ဆွဲချစ်ကြသည်မုံရွှေကြီးပန်းအလားကိုနမ်းမွားတော့သည်မြင်မြင်သူအသေးနေအောင်ဆွဲချစ်ကြသည်ပြည်သူသက်ဆွဲမုံရွှေကြီးညီလူမခွဲပဲဝတုံမြေမဟီမြေတာတွေမသွေသွန်းပြိုးလို့ရွှေမို့ငွေမို့ရွာမီရွှေကြီးပန်းအလားကိုနမ်းမွားတော့သည်မြင်မြင်သူအသေးနေအောင်ဆွဲချစ်ကြသည်မုံရွှေကြီးပန်းအလားကိုနမ်းမွားတော့သည်မြင်မြင်သူအသေးနေအောင်ဆွဲချစ်ကြသည်ပြည်သူသက်ဆွဲမုံရွှေကြီးညီလူမခွဲပဲဝတုံမြေမီမြေတာတွေမသွေသွန်းပြိုးလို့ရွှေမို့ငွေမို့ရွာမီဥပွင့်ငုံစီရွှေရွှေနေစီကျူရင်လူတွေများလာပေသည်ချစ်သူတွေဝိုင်းငါပတ်လီမောင်ရဲ့မုံရွှေဥပွင့်ငုံစီရွှေရွှေနေစီကျူရင်လူတွေများလာပေသည်ချစ်သူတွေဝိုင်းငါပတ်လီမောင်ရဲ့မုံရွှေပွင့်လွာတွေတကယ်မညှိုးနွယ်စရာထိမ့်သိမ့်ခဲ့တာပန်းလာမုံရွှေ